ဝဆိုတာတခါလေအရန်ရက်ဆက်တက်ပါတယ်ဒီမှာကြည့်ပါလူတွေဆွန့်ပစ်ထားတဲ့အမိုက်ပုံးကြီးထဲမှာအကူညီမဲ့နေတဲ့ hamster လေးတစ်ကောင်သူ့လက်မျက်လုံးလေးတွေထဲမှာကြောက်ရွံ့မှုတွေပြည့်နေပြီးဘာလို့ရမှန်းမသိဖြစ်နေရှာတာညရောက်တော့အခြေအနေကပိုဆိုးလာတယ်လမ်းဘေးကကြောင်ကြီးရဲ့ရန်ပြူတာကိုလည်းခံနေရသေးတယ်ကျွန်တော်သူ့ကိုကယ်ဖို့သွားတဲ့အချိန်မှာသူကအရန်ကြောက်လို့တေးချင်းအောင်စောင့်နေရှာတာပါတကယ်ကိုတနာဖို့ကောင်းလွန်းပါတယ်သူ့ကိုအိမ်ခေါ်လာပြီးပထမဆုံးနွေးထွေးရေချိုးပေးလိုက်တယ်ပြီးတော့ဘိုက်ဝအောင်ကျွေးမွေးပြီး green side ပေးခဲ့တယ်အစပိုင်းမှာတော့သူကလူကိုကြောက်ပြီးပုံးနေတက်ပြီးမေမေတ္တာဆိုတာအရာရာကိုပြောင်းလဲနိုင်တယ်မဟုတ်လားဖြည်းဖြည်းချင်းပဲသူကျွန်တော်ကိုယုံကြည်လာခဲ့တယ်အိပ်ပျော်နေတဲ့ပုံလေးကအစတကယ်ကိုချစ်စရာကောင်းတဲ့ကလေးလေးတယောက်လိုပါပဲအဲ့ဒီနေ့ကစပြီးသူဟာအိမ်မက်ရာမဲ့ဘဝကနေလွတ်မြောက်သွားခဲ့ပါပြီအခုဆိုရင်သူဟာကျွန်တော်အိမ်ရဲ့တခင်လေးတစ်ပါးပေါ့အစာစားရင်လည်းသူများနေထက်ထူးထူးခြားခြားစားတဲ့သေးတယ်ဟောကြည့်ပါအောင်ကြောင်ကြီးနဲ့တောင်တငယ်ချင်းတွေဖြစ်နေပြီနော်ရေလေးကိုလည်းအရသာရှိတောက်နေလိုက်တာအခုဆိုသူကလူတွေထက်တောင်စတိုင်ကြနေသေးတယ်သူ့ရဲ့ကိုပိုင်စကူတာလေးနဲ့ပတ်မောင်းနေတာကိုကြည့်ပါအောင်တကယ်ကိုပျော်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်သွားတာပါဘဝမှာဘလောက်ပဲခက်ခဲတဲ့အခြေအနေနဲ့ကြုံရပါစေတစုံတယောက်ရဲ့မေတ္တာကအရာရာကိုပြန်လဲတောက်ပစေနိုင်တယ်ဆိုတာဒီဟန်စတာလေးကတတ်တယ်ပါပဲဟောကြည့်ပါအောင်အခုဆိုသူကစကူတာလေးနဲ့တောင်ရှော့ပတ်မောင်းနေပြီနော်တစ်ချိန်ကအမိုက်ပုံးထဲမှာအားငယ်ဟဲတဲ့ကောင်လေးဟာအခုတော့ကိုပိုင်ကားလေးနဲ့စတိုင်ကျနေပါပြီဘဝဆိုတာတကလေးကိုအံ့ဩဖို့ကောင်းပါတယ်မေတ္တာနဲ့ဂရုစိုက်မှုတာရှိရင်အမိုက်ပုံးကဘဝလေးတောင်စိန်စီတဲ့နိုင်တော်လေးဖြစ်သွားနိုင်တာပေါ့သူလေးရပျော်ရွှင်နေတဲ့မျက်နှာလေးကိုကြည့်ရတာတကယ်ကိုပီတိဖြစ်စရာပါပဲဗျာ